7ပါပဲနော်အမှတ်ကတော့7ပါပဲခင်ဗျာတလင်ညာသားလေးစားပဲထိုးထားပါတယ်ကိုဘူးထောင်ထားတယ်ရမင်းကိုဒီပါခင်ဗျကိုရမင်းတို့ဖမ်းထားတယ်ကိုပဲလေးထောင်ပါတယ်ခင်ဗျကိုရမင်းတို့ပဲကွင်းချင်းပါပြီခင်ဗျာအမှတ်ကတော့87ပါဒီဘက်ကတော့ကိုပုကိုဘလူးကိုကျော်သူလင်းကိုမင်းဦးနဲ့အောင်မျိုးဝင်မြန်မင်းကိုပါခင်ဗျဒီဘက်ကတော့တန်လင်ညာသားကိုရဲမင်းထွန်းနဲ့စီပင်ပဲလေးပါခင်ဗျတန်လင်ညာသားစားပဲထိုးထားတယ်ကိုမင်းဦးဖမ်းထားပါတယ်ကိုပုထောင်းပါတယ်မြန်မင်းကိုပြစ်ထားတယ်ညာသားဖမ်းထားတယ်ကိုရဲမင်းထွန်းပဲမောင်မျိုးဝင်ဖမ်းထားပါတယ်အောင်ဘလူးထောင်းထားပါတယ်ဝယ်မင်းတို့ဖမ်းထားပါတယ်ဝယ်မင်းတို့မဲမှတ်တက်ပါပြီခင်ဗျာ97ပါမကတော့97ပါခင်ဗျာဒါလင်းညာသားစားပေးပါဒါထိုးထားတယ်ကိုဘူးထောင်းပါတယ်ခင်ဗျာညမင်းကိုတလုံးတက်ရဲလေးပြစ်ထားပါတယ်ခင်ဗျာဒါကစားပဲပြောင်းထိုးထားပါတယ်အောင်ဖြူဝင်းစားပဲပါခင်ဗျအမှတ်ကတော့79ပါဝေးထောင်ထားပါတယ်ကိုရဲမင်းထုံးမဲကိုဘူးတလုံးမိထားပါတယ်ကဲကိုဘူးလူဖောင်းသွားပါတယ်ခင်ဗျအမှတ်ကတော့97ပါအလင်းညာသားစားပဲပါမင်းကိုထောင်ထားပါတယ်ကိုပုဒါမိသွားပါပြီခင်ဗျဝယ်မင်းထုံးမဲ့ပြန်တက်ထားတယ်မှတ်တက်သွားပါပြီခင်ဗျလက်ဆဲပဲပါခင်ဗျလည်းလေးညာသားလေးစားပဲပါပဲဝေးပါလေခင်ဗျ7လက်ပါအောင်ပြဝင်စားပေးပါခင်ဗျဝယ်မင်းထုံးမဲဝယ်မင်းထုံးပါပဲလက်7ပါခင်ဗျညာသားစားပေးပါပဲကျော်သူလင်းဖမ်းထားပါတယ်ကိုဘူးလိုက်ထောက်ထားပါတယ်ညမင်းကိုပဲကိုညမင်းကိုဖောင်းသွားပါခင်ဗျအမှတ်တက်ပါတယ်17ပါခင်ဗျဇလင်ညာသားလေးစားပေးပါပဲဒါထိုးထားတယ်အောင်ညမင်းဖမ်းထားပါတယ်ခင်ဗျကိုဘလူးလိုက်ထောက်ထားပါတယ်ပါသွားပါခင်ဗျ1 2အမှတ်တက်သွားပါပြီခင်ဗျာ27ပါပဲဒါလည်းညာသားလေးစားပေးပါပဲ27ပါခင်ဗျကိုဘူးလိုက်ထောက်ထားပါတယ်ငမင်းကိုပဲတော့7တလုံးမိသွားပါပြီကိုရမင်းထုံးပါပဲကိုသူရင်ထောင်ထားပါလေရမင်းကိုပါပဲရမင်းကိုတောင်းတူထားပါခင်ဗျကဲဟုတ်တက်သွားပါပြီခင်ဗျာဟုတ်7ပါ